ထမဆုံးစစ်ဆေးခံရတာကတော့နာဂါနိုပုံနေတဲ့စာကြည့်တိုက်ပါပဲ။ကျောင်းသားတစ်ယောက်ကစာအုပ်တတန်းလုံးကိုဆွဲထုတ်ကြည့်ပြီးအစစ်တွေမှန်းသိသွားတော့ပြန်ထွက်သွားပါတယ်။ရင်ပြင်အလဲကအာကီယာမာကတော့အနှဲငယ်ရင်ုံနေပါတယ်။သူကတခြားကခြေသည်တွေနဲ့အတူပစ္စည်းတွေသိမ်းဆည်းပေးနေတာပါ။ဒီအချိန်မှာပဲခေါင်မိုးပေါ်ကကီကူတာကတော့အလန့်ဝေးတာကြောင့်ကျောင်းသားတွေသတိမထားမိသေးပါဘူး။မာစုအိုကလည်းကားမှန်တွေကထားတာကြောင့်ရှာဖွေမှုတွေကနေအကြိမ်ကြိမ်လွတ်မြောက်နေပါတယ်။အချိန်ကြာလာတာနဲ့အမျှအာကီယာမာဟာဝန်ထမ်းတွေနဲ့အတူပစ္စည်းတွေတည်ပြီးနေရာအနှံ့လိုက်ရွေးနေပါတယ်။ဒါပေမဲ့ဒီအချိန်မှာပဲခေါင်မိုးပေါ်ကကီကူတာကိုလေးထက်ဆောင်ရန်နာကနေကြည့်ရင်အထင်ရှားမြင်နေရတာကြောင့်အရင်ဆုံးအဖမ်းခံလိုက်ရပါပြီ။ချက်ချင်းဆိုသလိုပဲကချေတွေဖြစ်ဟန်ဆောင်ထားတဲ့အာကီယာမာလည်းအခက်တွေ့ရပါပြီ။ကျောင်းသားတစ်ယောက်ကသူ့ကိုတန်တရားဝင်ပြီးအနီးကပ်လိုက်ကြည့်နေတာကြောင့်သူလည်းပဲအဖမ်းခံလိုက်ရပါတယ်။မဆုအိုရဲ့အခြေအနေကလည်းမကောင်းပါဘူး။မဆုအိုကကားတကားတွေကိုပိတ်ထားပေမဲ့စီကံအရာအဝင်ပေါက်တစ်ခုတော့ခြံထားရပါတယ်။အဲ့ဒါကတော့နောက်ဖုံးပါပဲ။ကျောင်းသားတွေနောက်ဖုံးကနေကြည့်လိုက်တဲ့အခါစီယာတိုင်းပုံဖြတ်ထားတဲ့မဆုအိုကိုတွေ့သွားပါတော့တယ်။ပွဲရဲ့ပထမပိုင်းအပြီးမှာကစားသမား9ယောက်ကြံပါသေးတယ်။ကျောင်းသားတွေလည်းပြူဟာပြောင်းပြီးသူတို့ရင်းနှီးတဲ့နေရာတွေကိုလိုက်ရှာကြပါတယ်။အားကစားရုံထဲမှာတော့စူပင်အခက်တွေ့ပါပြီ။ဒီကိုအမြဲလာနေကြကျောင်းသားတွေကနေရာပြောင်းလဲသွားတာကိုတန်းမြင်ပြီးသူ့ကိုဖမ်းလိုက်ပါတယ်။ကျောင်းစတိုးဆိုင်ကယူမီကိုလည်းအရှာခံနေရပေမဲ့ပုံဆွဲစာအုပ်တွေမဖယ်မချင်းရှာတွေ့ဖို့မလွယ်ပါဘူး။ယာမာတာရဲ့နေရန်ကတော့အုပ်စစ်တွေနဲ့လှုပ်ထားတာကြောင့်ကျောင်းသားတွေကအစ်စ်လိုပဲယုံကြည်နေကြပါတယ်။အိုကာဘူကတော့အနေရရှိတဲ့အခြေအနေပါ။ကျောင်းသားတစ်ယောက်ကလှေကားတစ်ကိုတက်နေပြီးခုန်နေပေမဲ့သတိမထားမိသေးပါဘူး။ကျောင်းသားတွေလည်းမျှော်လင့်ချက်ကုန်လာချိန်မှာအစီအစဉ်ကအရေးအမွေတချို့ပေးလိုက်တာကြောင့်လူအုပ်ကြီးဟာပုံအောင်နေတဲ့နေရာစီအလူအရဲရောက်လာကြပါတယ်။ဒါပေမဲ့မာစုအိုတို့အဖွဲ့အံ့ဩစရာကောင်းလောက်အောင်ပုံနိုင်လုံးတော့ကြောင့်နောက်ဆုံးမှာတော့အဆုံးထိပုံနိုင်ခဲ့တဲ့ကစားသမားတစ်ဝက်ဟာဒေါ်လာ1 သန်းစုကြီးကိုထိုက်ထိုက်တန်တန်စုခူးသွားနိုင်ခဲ့ပါတယ်။